ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များရောက်ပြီးတော့နှုတ်ဆက်ပြီးအားပေးတဲ့အတွက်ကြောင့်များစွာဝမ်းမြောက်ပါတယ်ကျေးဇူးတင်ပါအစိုးရအဖွဲ့ဝင်ကြီးများလူကြီးမင်းများအားလုံးကျမ်းမာကြပါစေဝမ်းမြောက်ပျော်ရွှင်ကြပါစေနိုင်အများကြီးမရတဲ့အတွက်ကြောင့်နှုတ်ဆက်မှုအစီအစဉ်တော့တယောက်ချင်းစီတော့မလို့ဖြစ်နိုင်တော့တယောက်ချင်းစီကိုပေါင်းတယ်မဖြစ်နိုင်ဘူးဆိုရင်တော့နေဆိုင်ရာလက်ဆွေးလို့ဆက်ပြီးဖြစ်ပါတယ်အားလုံးကိုပါကျေးဇူးရှိပါတယ်အခုဒုတိယသမ္မတဦးညာသူကိုကျွန်တော်တို့အတင်းကိုအတင်းတာနောက်အတင်းကိုဒုတိယသမ္မတကိုစကားအားပေးစကားပြောပြဖို့ခရစ်တော်ရဲ့ဒီမှာဘာလို့လုပ်ဆက်ပါလဲအခုလိုလာတဲ့တော့ဝိပ္ပိရဲ့အချိန်မှာကျိုးတို့မင်္ဂလာပေါင်းတဲ့ပြည်သူတွေကျွန်တော်တို့လည်းကြိုကြရပြီးဝင်ရောက်လုပ်ဆက်ခဲ့ရတဲ့အတွက်လင်းတော်ကိုလည်းကျွန်တော်တို့အများကြီးကျေးဇူးထူးတင်ရှိပါကြောင်းဘာနာဝပြောကြားလိုပါတယ်။ဒီကသမရဖြစ်ပါတယ်။ဦးညံတော်ဖြစ်ပါတယ်။အားလုံးပြောကျွန်တော်မိတ်ဆက်တွေဖြစ်ပါတယ်။အခုဒီချင်းပြည်နယ်ဟာခါမျိုးတော့အခုကျွန်တော်ပထမဆုံးပြင်ရောက်တာဖြစ်ပါတယ်။အဲဒီမျိုးလေးဖြစ်တယ်ဆိုတော့တွေ့တာပါတော့ပါဒါမိတ်ရတယ်တမိုင်းမှတ်တယ်အခုကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာ။ဒါလည်းကျွန်တော်အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းတစ်ခါတိုင်းနဲ့ချင်းပြည်နယ်မှာအားလုံးပြည်နယ်တိုင်းလည်းသဘောဘေးလို့ကတော့ကြားရတယ်။ဘုဒ္ဓဘုရားလည်းခါရဲဖြစ်တဲ့မရှင်တော်ပေါ့ခါရဲဖြစ်တဲ့ညာပို့ပြီးတော့ပြင်းပြထန်တယ်တော့တောင်းခဲ့တယ်မိုးကြီးရှာလာတယ်တော့ဒီဘက်မှာဆိုညီပြူရာတွေကျွန်တော်တို့ဒီလိုသဘောဘေးလို့ပါတယ်တွေ့ရတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့မြန်မာနိုင်ငံအမျိုးသားသဘောဘေးလို့ဒီကာကွယ်ဆောင်ရှောက်ရေးဘုံပေါ်ပြည့်ဥပဒေနဲ့လည်းတာဝန်တော့ရှိပါတယ်ဒီတာဝန်လေးကိုကျွန်တော်တို့ကျွန်တော်ရောက်ရှိလာတာဖြစ်ပါတယ်အဲ့တော့သဘောဝဘေးဆိုတာတော့ကျွန်တော်တို့ကတော့ပြောကျွန်တော်တို့သူတွေစင်လာတယ်ဆောင်ရွက်ရပါတယ်အဲ့တော့သဘောဝဘေးကသဘောဝဘေးကေစရောပါရဲ့ကေစရီလိုလည်းတော့အဓိကဆောင်ရွက်ရတဲ့ရှိမှတ်ပြီးဖြစ်ပါတယ်ကျွန်တော်တို့လူတွေထိခိုက်ဒဏ်ရာရရှိမှုတွေမဖြစ်အောင်တားဆီးရမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ပါလေဆိုတော့ protect property ဖြစ်ပါတယ်ဒီမှာရှိတဲ့ OA ပစ္စည်းဥစ္စာတွေကျွန်တော်တို့ပါလေအတတ်နိုင်ဆုံးကာကွယ်ဆောင်ရှောက်မှုဖြစ်ပါတယ်နံပါတ်4ချက်ကတော့ပါလေဆိုတော့ protect environment ဖြစ်ပါတယ်တဘာဝပတ်ဝန်းကျင်ကိုကျွန်တော်တို့ကထိန်းသိမ်းပေးရတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ကြာရောက်တဲ့တဘာဝဘေးတွေတစ်နှစ်တစ်နှစ်ပမာဏလည်းများလာတယ်အပြည့်အစုံဟောလည်းအချိန်ကြီးကလည်းများလာတယ်ပြည့်စုံတော့ဟောလည်းဒီပြည့်စုံတော့ပုံများလာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ဒီမထိန်တဲ့သဘောပေါက်ပုံကြီးဖြစ်ဆွေးနွေးလာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီသဘောပေါက်ဘေးကာကိုရင်းနဲ့ကေဇေယီတို့အဓိကကျွန်တော်တို့နောက်ဆုံးရည်ရွယ်ချက်တွေသဘောပေါက်ပုံကြီးထိန်းနေရေးဆိုတာကျွန်တော်တို့ခက်တာဖြစ်ပါတယ်အဲ့တော့ဒီရည်ရွယ်ချက်လေးရပ်ကိုကျွန်တော်အမြဲအပေါင်းနဲ့ပုံနဲ့အောင်ဆောင်ပဲဖြစ်ပါတယ်အခုဒီမှာကြည့်လိုက်တဲ့အခါကျတော့ဒီမှာငါတော့ညီပြူတဲ့ဘေးကကျွန်တော်တို့ခံရတယ်အဲ့တော့ညီပြူတဲ့ပထမဆုံးချက်ကတော့ကျွန်တော်တို့က safe life ပေါ့နော်အသက်ပြည်ဆုံးရှုံးအောင်တာရှင်းစေထားပြီးဖြစ်ပါတယ်အဲ့တော့ဒီအသက်ပြည်ဆုံးရှုံးအောင်ရဲ့ပြည်သူတွေကတော့ကျွန်တော်တို့အားသာဆိုင်ရာဖွဲ့စည်းနေတယ်ကျွန်တော်တို့ community ဖွဲ့ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေဖြစ်ပါတယ်ဒါကဘယ်လိုလုပ်ဆက်စီတော့ရှင်းရှင်းပြရမယ်ဒီမဲ့လည်းကျွန်တော်တို့စာရင်း900ကျွန်တော်တို့စာရင်း900ကျွန်တော်တို့ဆောင်ရွက်ပြီးအောင်ဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာပြန်ပြီးဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာဒီခုနစကန်ရောရောက်နေတဲ့ဟိုလည်းပဲကေစီအစီတဲ့တူရရအဖို့ပဲပါပဲကျွန်တော်တို့ပြင်ဖို့ဆောင်တဲ့အခါဖြစ်နေလို့လားကျွန်တော်တို့ကလည်းကောင်းနေတာအစီအစဉ်ကျွန်တော်တို့ရောက်ဖို့ပြရတယ်ကျွန်တော်တရားနေကြည့်ပြောကြတော့ပါတယ်ဒါတော့ရေဘူးလို့ပြောတော့နောက်ရေရတော့ပါလေဆိုတော့ကျွန်တော်တို့လာတော့ဒီအသေးစိတ်ကိုချိန်နေတယ်ပဲရင်းနေမှုတွေပြောကျွန်တော်တို့ရဲ့ဒီဘုံဘောမှာလည်းအားပြီးဆက်ထားပြလာပြီးတော့ကျွန်တော်လာရောက်နေတယ်ပါတယ်ကျွန်တော်ကပြောကြတော့ပါတယ်နောက်တော့ဒီလိုမျိုးဆောင်ရတဲ့အခါမှာကျွန်တော်တို့အစိုးရလုပ်ပေးနေတာဆောင်ရလို့မရဘူးသူကလည်းလည်းဆောင်လို့မရဘူးသူကဖြစ်လာတဲ့အချိန်မှာဆောင်ရွက်နိုင်အောင်တဘာပြအနေကယ်ဆယ်နဲ့ပြန်နေရချက်ခိုင်းကိစ္စ
ဖြစ်ပေါ်လာမှုအခြေအနေကြည့်မယ်ဆိုရင်တော့သူ့တဲ့တော့ချင်းပြည်နယ်မှာပြန်ပြီးတော့ချုပ်ပြီးဒီတင်ကြပါကာလဒီတော့ဒီမှာမိုးရွာရဲ့အဆက်ရဲ့ပုံများလာဖြစ်ပေါ်လာတွေ့ရမှာဒီကြားထဲမှာ30ရက်ခုနငါးခါမျိုးဒါတော့ရဲ့တော်လိုက်ဒီကံဖြစ်ပါဒါတော့တောင်းရဲ့ဒီပါဒါကဟိုအရှိဖြစ်တော့ပါတယ်နောက်ကဒီရောက်ဒီဘက်ကိုနောက်ကိုရောက်တော့မှပြန်ပြည့်လိုက်တော့ဒုတိယစစ်တတိယစစ်ပြီးတော့အားလုံးဒီရေကန်ကြီးမှာရောအားလုံးကြီးချမ်းတယ်အခုလက်ရှိမှာတော့ကျွန်တော်ကကာမျိုးနယ်တော့တို့မှာတော့သူ့ဆောင်ပြန်50နှစ်အိမ်ထောင်ဆိုလူကြီး3530နဲ့ပုံအောင်ဆိုတော့သုံးတော့ကတခါတည်းပို့ပေးထားပြီးတော့စားပြီးတော့ပုံကိုက်ထားပါတယ်တော့ဒီဖက်ချမ်းမှာတော့ကျွန်တော်ရနိုင်တယ်ဆောင်ရွက်ပေးနေတာလက်ရှိမှာစာရေးပေါင်း930နောက်ပြီးထားပြီးဖြစ်ပါတယ်နောက်ပါလာရေးနဲ့ပတ်သက်ပြီးတော့ခေါ်ယူကြောင်းနဲ့မြို့မှာကြောင်းတစ်ကြောင်းလုံးမှာလည်းဆောင်ရွက်ပေးတယ်ဒါတော့ကြောင်းမှာမြို့တွင်းပြည်စည်းနေတဲ့ဖတ်တမ်းထားပုံဒါတော့ကြောင်း slide တပ်ဖြစ်ချင်းတဲ့ကားတဲ့ပုံမြို့တွင်းမှာဒီဘက်ကစစ်တင်ကြဆောင်ရွက်မှုရှိခဲ့ပါတယ်အခုလည်းကြောင်းကကြောင်းကျစ်တဲ့ဘူမိပေသာတရားရှိကိုခေါ်ယူပြီးတော့ကိုယ်စင်ဆောင်ရွက်ခြင်းကိုကြောင်းကပြည်တော်ဆိုရအောင်တင်ပြပြီးဆက်လက်ဆောင်ရွက်အောင်ရှင်တင်ပြပါတယ်အဲ့ဒီတော့ဒီတိုင်းနဲ့ချင်းပြည်နယ်တွေဘာဝပြီးဆက်လက်ကြောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်စည်းဆုံးမှုတွေလည်းမြင့်မြတ်ကိုပြီးအောင်ဒီကိစ္စတွေလည်းဘယ်လိုကျွန်တော်တို့အများဆုံးဦးစားပေးနိုင်တယ်လဲဆိုတော့ဒီလမ်းနေနဲ့ဟိုကျွန်တော်ဆောင်ရွက်ပေးနေတယ်ဆိုတော့ဒါရောက်ခဲ့ဖြစ်ပါတယ်။ဒါကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုခုနကဝီဒီယိုတင်ပြသွားတဲ့ဒီနေမီတစ်ခုလုံးရဲ့ဟိုမှာရေထိန်နိုင်မှုအနေထားကျွန်တော်တို့အလုံးစုံအားနေသွားပြီဆိုတာကကျွန်တော်တို့သုံးသပ်လို့ရပါတယ်။ဒါနဲ့အခုမှကျွန်တော်တို့ဖြစ်လာတဲ့ပြဿနာမျိုးအဆက်ကနေပြီးတော့ကျွန်တော်တို့လာပြီးခံစားရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကြုံလို့ကျွန်တော်တို့တော့ဘေးရတယ်ကာဝေးကိစ္စတွေဆိုတာအဓိကဘိုးပန်းတဲ့ရေးခုတွေကျွန်တော်တို့ဆောင်ရွက်ရတာဖြစ်ပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ကခုနကကျွန်တော်မှလည်းပြောခဲ့တယ် save life လူတွေအသက်မပြေဘူးရေးကြည့်တယ်နံပါတ်1လူတွေအသက်အဖိတ်အစင်မရှိဘူးနံပါတ်1လောက်ပါပါတယ်နံပါတ်2ကတော့ prevent injury ဆိုတော့လူတွေပါလေထိခိုက်ဒဏ်ရာအရာတွေမပြောက်သုံးသားစုတွေကပစ္စည်းဥစ္စာတွေအဲ့ဒါကိုကာကွယ်ပေးရမယ်နံပါတ်4ကတော့သဘာဝပတ်ဝန်းကျင်ကျွန်တော်တို့ကာကွယ်ရတာဒီလိုမကာကွယ်ရင်ကြောင်းကျွန်တော်တို့ဒီဘေးဒုက္ခတွေရောက်တယ်အဲ့တော့ပထမဆုံးကျွန်တော်ဒီမှာချက်တဲ့လူတွေအသက်ဘေးအန္တရာယ်မထိခိုက်အောင်ကျွန်တော်တို့ကဲဆယ်အရှိကိုဝေးလုပ်ငန်းတွေဒါဝင်းကျိုးကြီးကိုကောင်းဆောင်မှုနဲ့ဒါဆောင်ရွက်ပြီးဒုတိယတော့ဗာလဲနေရေးထိုင်ရေးကိစ္စတွေကျွန်တော်လုပ်ပြရအောင်နေရေးထိုင်ရေးစာရေးတော်ရေးကိစ္စကျွန်တော်စကားလေးထူတော်ရေးလုပ်ငန်းတွေနဲ့သူတို့ရဲ့လေးဟလာသူတို့ရဲ့လေးစဉ်အသက်မိုးဝမ်းကြောင်းပေါ်ဝါတွေပြန်လဲပြီးတော့အသက်ဝင်အောင်ကျွန်တော်လုပ်ပြရတော့ပြန်ပြီးတော့ကျွန်တော်တို့ဒီရှင်းလုပ်ပါမယ်နောက်တစ်ခုကတော့မြေပြမှုတွေလာနေဟောလေးမှာဒါမဖြစ်အောင်ဟလာတဘာဝပတ်ဝန်းကျင်တွေကျွန်တော်ထိန်းသိမ်းတာလည်းတမိုင်းပေါ့ဗျာအခုလုံးလုံးစရာတော့ဒါကျွန်တော်ကလည်းပဲပညာလူကြီးပြည်သားနဲ့ဟောလည်းပတ်သက်တဲ့ပညာရှင်မှုတွေတော့အတိအကျကိုပြောတယ်ဒါကြောင့်ကျွန်တော်တို့ဒီဟလာဘုံကြီးပြည်သားနဲ့ဆိုင်တဲ့မြေနဲ့ပတ်သက်တဲ့ပညာရှင်ကျွမ်းကျင်တဲ့ပညာရှင်ပေါ့နော်ဒီပညာရှင်အဖွဲ့နဲ့ဒါဟိုတေချာတိုင်းသွားစစ်စစ်တဲ့တော်နဲ့ကျွန်တော်တို့ပြန်လဲဆောက်ပါပေါ့မသိတော့ဘူးဆိုလို့ရှိရင်လည်းဒေရီယာတွေကတော့ဒီမျိုးပဲရောပဲအစ်ကျွန်တော်တို့လုပ်ပြရမယ်လုပ်ပြီးလို့ရှိရင်တချို့လည်းတက်တော်ကြီးဖြစ်နေတယ်ဆိုလို့ရှိရင်လည်းလုံကြီးရကျွန်တော်တက်တော်ကြီးရနေပြီးတော့ပြင်ဖြစ်ပြီးတော့မြို့ကြီးရောကျောင်းပြီးတဲ့လုပ်ငန်းစဉ်တွေပါလို့လည်းကျွန်တော်တို့ကဟလာဒီဇိုင်းလုပ်တဲ့နေရာမှာကျွန်တော်ဆောင်ရွက်ပြီးမယ်နော်အဲ့ဒါဒီကြလေသူတို့ရတော့ဟလာဒေတာစနစ်ဒေတာနဲ့ဟလာဒီတိကျပစ္စည်းကမာနနဲ့တိကျပစ္စည်းကလည်းလူကြီးရေဥပမာကျလို့ဒီလိုစီမံချက်ကိုဆောင်ရွက်ပြီးမယ်တော့ဒါလေးကျွန်တော်ပြောကြလို့ပါတယ်အဲ့တော့အဓိကဒီမှာကျွန်တော်ပြောချင်တာတော့သဘာဝဘေးကြီးဆိုတာကျွန်တော်တားလို့မရဘူးအနည်းဆုံးပြောကျွန်တော်တို့ကျူလေးပြင်ဆင်မှုတွေဆောင်ရွက်ရပါတယ်အနည်းဆုံးလည်းကျွန်တော်ကပြောပါတယ်အဲ့ဒါမှလည်းကျွန်တော်ကလည်းကျူလေးကပြီးတော့ဂျိုဝါရီလိုဝင်လို့ရတယ် reduce လုပ်တာလေ reduction လုပ်တယ်ပေါ့နော်တော့ပြင်လာတဲ့လိုပဲ readiness ပေါ့နော်အမြင်တကယ်လို့ဒီနာတူဘယ်လိုရှိပဲနော်ကျွန်တော်တို့လူအသက်တွေမဆုံးရှုံးဖို့အရေးကြီးတယ်ဒါကြောင့်အပြင်မှာကျွန်တော်တို့ကရှင်းထုတ်မယ်ကဲစင်တယ်ဒီလိုကဲစင်ဒီစခန်းတွေကိုကျွန်တော်တို့ပို့မယ်ဒါကတော့အခုဒီအစ်စ်ကြီးကတော့ဝင်းချုပ်ကြီးကောင်းဆောင်ပြီးတော့လာအောင်မြင်ဆောင်ရွက်ပြီးတော့နောက်တစ်ဆင့်ကတော့ဗာလဲဆိုတော့ဒီမှာခိတ္တခဏတဲကိုနေထိုင်စေကာလအတွင်းမှာဇ
စာရေးစီရမယ်ဟဲ့လားနော်နောက်ဝေးကြီးပေါ့ဗျာနော်နေရတော့ဒီပေါ်ကချက်ကြီးရဲ့မြစ်တာအဝါကတော့လုံးဆုံးရှိပါတယ်နော်ဟုတ်ပြီဒါတော့စာရေးတော့ရေးလို့လေကျွန်တော်တို့ကဒါလေးကျွန်တော်တို့ဆောင်ရွက်နေမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ခုနဒီအင်ဂျင်နီယာတွေပြောတဲ့အတွက်တော့ပြန်ပြီးတော့အင်ဂျင်ပြန်ဆောက်မယ်ဆိုလို့ရှိရင်ဒါလေးကိုကျွန်တော်တို့ပြန်လေထူထောင်ရေးလုပ်ငန်းတွေဒီကိုလေးကျွန်တော်တို့ကြည့်ရဖြစ်ပါတယ်နော်အဲ့တော့ဒီမှာအခုဒီညီပြိုတဲ့နေရာတွေမှာပဲထပ်ပြီးတော့စော့ရင်တော့ခါလည်းထပ်ပြိုဦးမယ်အဲ့တော့ဒီလိုနေရာတွေမှာမြေခိုင်အောင်ဘယ်လိုလုပ်မလဲဒီမိသားတွေစားမှာပေါ့ဒါမှမဟုတ်ချက်လည်းပဲတော့ဖြစ်တယ်ပို့ပြီးတော့ဒီသားကောင်းတဲ့နေရာတွေမှာကျွန်တော်တို့လူ့ပဲရောက်ပဲသိကျွန်တော်တို့ချပေးလို့ရမှာလားဒီဟာတွေလည်းကျွန်တော်တို့ဒီလိုမြေပြိုပြီးတော့ဒုထွက်ချက်ဒုက္ခတွေရောက်အောင်ဒီလိုနေရာကောင်းကောင်းတွေစားပြီးကျွန်တော်တို့ဟောတယ်လို့လုပ်ပြပါမယ်နော်နောက်တစ်ခါလည်းအခုကစာရေးကောင်းနေတဲ့ပတ်သက်စံနေပါလေတကယ်ဒုက္ခရောက်တယ်ပြောတယ်အဲ့တော့ကျွန်တော်တို့မတိရပဲစာရေး900နော်900ကျွန်တော်တို့ကချက်ချင်းလုပ်ပေးထားပါပြီနောက်တစ်ခုကတော့အခုဂန်ကောနဲ့ဒီကြားထဲကပြည့်နေတယ်တို့တော့ဒီဘက်မိုင်းတိုင်း40တမိုင်းတယ်40လုံကျွေးတီလုံကျွေးတီနော်ဟိုပါပြီအဲ့ဒီမှာကျွန်တော်စံနေပုံပြီးပုံပြီးတော့ကျွန်တော်တို့လောင်လေးဒီမှာကျွန်တော်တို့ဖြစ်နေပြီးကျွန်တော်တို့စံကြောင်းပုံပြီးတယ်အဲ့တော့စာရေးကောင်းရေးတွေစံကိစ္စတွေလည်းပဲလုံးဝပူကြောင်းပန်းနေဖြစ်ပါလေ။နောက်ကျွန်တော်ဆောင်ရွက်ဒီနေဆိုရတဲ့ပေါင်းပြီးတော့ကျွန်တော်ဆောင်ရွက်ပေးပါမယ်လို့ကျွန်တော်ဒါရောအောက်ပြီးတာဖြစ်ပါလေ။နော်အားလုံးဟလာဟိုမကြခင်နော်ဒီဗီဒီယိုဖိုင်လေးနေပြီးတော့ကဲဝေးပြီးတော့ကျွန်တော်မူလအသက်ဒီထိုင်မှုပေါ်လေပြန်လေရောက်ရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်။သို့တော့ဒီလိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့အစိုးရတွေပြည်ဆောင်ရွက်လို့မရဘူး။ဒီနေ့အစိုးရတွေပြည်လည်းဆောင်ရွက်လို့မရဘူး။ဘယ်လိုလဲအားလို့လဲဆိုတော့ဒီမှာရှိတဲ့လူမျိုးရေးအဖွဲ့အစည်းတွေပရိသတ်အဖွဲ့အစည်းတွေဒီလိုပါရေးအဖွဲ့အစည်းတွေနော်ပူပေါင်းပါဝင်ဆောင်ရွက်မှုအများကြီးလိုတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေအောင်မြင်အောင်အားလုံးပြည့်စုံအောင်ပူပေါင်းပါဝင်ပြီးပါဆောင်ရွက်ပြီးပါကျွန်တော်တို့ကလည်းကျွန်တော်တို့သုံးရမယ့်လူပစ္စည်းငွေကျွန်တော်တို့အားလုံးဟုတ်လားအားလုံးကုန်တဲ့အကုန်သုံးပြီးတော့ကျွန်တော်ဆောင်ရွက်ပြီးပါမယ်ဆောင်းကြပါစို့လို့ပြောရင်းဒီကိုထုတ်ပါလေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးပါတော့ပြေဖို့လည်းဒါမိဖပြီးသားဖြစ်ပါတယ်အဲ့မှာအထူးတော်တင်ပြမယ်တော့ပြည်နယ်အစိုးရလည်းကာရုတီဖြစ်ပါတယ်ကျောင်းကလည်းဖတ်ချက်နဲ့လွယ်လာတော့ကျောင်းမှာလည်းဘာမှအရာမရှိပါဘူးအဲ့ဒီအခက်ခဲတွေတော့အားလုံးအခက်ခဲတွေကြားမလိုအပ်တဲ့ science ရဲ့ကာဘောကိုရောက်ဖို့နေပါပြီကာဘောကနေမှလုံကျိုးကိုဆက်ဖို့မယ်လုံကျိုးရောက်တာနဲ့တပ်တော်ကဒီမှာရဟတ်ရည်တွေနဲ့ရနိုင်တော့ပေါ့ဆော့ကဲပေးပြီးတော့ဒီကိုပို့ပြီးတော့မှဖြစ်ပါတယ်။ဒီနဲ့ဇာဝတ်နေကိုအဓိကထားပြီးတော့ဟိုပထမဦးစားပေးနေတဲ့ကျွန်တော်ရေဆုံးဆောက်ရောက်တော့မှဖြစ်ပါတယ်။ကျွန်တော်ပြစ်တာရခံနေတာတော့ဒီရနေတဲ့လူထုကလည်းမိုးရော်ရရာလူဆိုရင်တော့အင်ကတော့တာရောသိရှိကြမယ်။ကောလိုင်းကာနိုင်တဲ့လူတော့ပဲသွားပါတာတဲ့လူတွေကတော့အများအားဖြင့်ပါရှိပြီးပါကိုယ့်အမေကိုအားလုံးကကိုယ့်ကိုလည်းပြန်ပြီးတော့ကြီးပါပဲရမယ်အချင်းချင်းလည်းဝိုင်းပြီးတော့ထိပေးပါနားလည်အောင်ပြောပေးပါလို့ပြောရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲ့ရတာကိုပြောတော့ဟာခါမျိုးနဲ့ကလေးရွာတဲ့ရောက်ချင်ပြပါဒီတော့ကျွန်တော်တို့အစုထဲမှာကျွန်တော်တို့ကလေးရွာရဲ့ဒုတိယကျွန်တော်တော့ရွာရဲ့အထက်မှာတောင်ကြီးအပြုံလို့ဒီကဘယ်ခဏရဲ့ဘယ်မှာအလုံးကြီးရောနောက်ကြောင်းတဲ့စီပုံနဲ့လူကုန်စပါးမှရှိတယ်အောက်ခံဘုံတည်းလည်းလာပြီးတော့တူပြီးတော့ကျွန်တော်အဒီကျစအချစ်တာစားပြီးတော့ချစ်နေနေပါလားအလုံးစုရတာတော့ပတ်သက်နေတယ်ဒါပေမဲ့အမေရာထာဝရကျွန်တော်နေဖို့တော့တက်စီလုံးမှာကျွန်တော်တို့ရွာတွေလုံးဝနေခုမကောင်းတော့ပါဘူးအခုအစိုးရကျွန်တော်တို့ပြည်နယ်အစိုးရနဲ့လည်းတို့ဒေလာပြီးတော့တို့ကတပ်ပြင်တဲ့ပြည်ပြည်ပဲတော့တကဘာလုံးကြီးအောင်တို့ကဖြတ်မှာပါအဲ့ဒါတော့ကျွန်တော်တို့ကနေစီယာမရှိလို့ကျွန်တော်တို့အဲ့ဒီနေရွာလေးနေခုဟာကျွန်တော်တို့ဟာခါမျိုးပုံမှာအားတဲ့နေရာကျွန်တော်ခပဲပြုတ်တဲ့ရောဆိုတော့ဟာခါမျိုးကလည်းကျွန်တော်တို့ခုပွားနေပြီအဲ့ဒီကနေ့ကျွန်တော်တို့ကပြောင်းနေပြီဖြစ်တယ်အဲ့ဒီနေရာလေးမှာကျွန်တော်နေရာချက်ပေးပြီးအမီပထမဆုံးအဲ့ဒါကျွန်တော်ကဒီကချင်းတယ်နောက်ပြီးတော့အဲ့ဒီပြောင်းနိုင်ငံတော်ဘုရားမလာကြီးရောက်နေတော့ကျွန်တော်ကိုစဉ်းစားတော့ပါစီတော့ပထမအချက်ဒီကျွန်တော်ဒီကချင်းပါဒုတိယအချက်မှာကျွန်တော်တို့ကလေးကြီးဟာသူတို့စာအုပ်ယူခွင့်မရဘူးဝက်ဆုံးလည်းယူခွင့်မရဘူးကျွန်တော်တို့ကဒီလိုပဲတမ်းပြလာတယ်ကလေးကြီးဟာဝက်ဆုံးလည်းရှိနောက်ပြီးတော့စာအုပ်လည်းမရှိအဲ့ဒါကိုကျွန်တော်တို့လာအဲ့ဒါတော့အဲ့ဒီပညာရဲ့အဲ့ဒီကိုစဉ်းစားပြင်ကျွန်တော်တို့
ကျွန်တော်လုပ်ပေးမယ်နော်ဗျာကျွန်တော်လုပ်ပေးမယ်ခုနလည်းကျွန်တော်ပြောပြီးနံပါတ်1ကတော့မူလနေရာပြီးနောင်လဲအန်တရရှိနေတယ်ဆိုရေဖို့မကောင်းဘူးပေါ့အဲ့လိုဆိုလို့ရှိရင်နေရာစကားမှုတွေအသေးကျွန်တော်တို့ကအခုကတော့ချက်ချင်းတော့ကျွန်တော်လုပ်လို့ရအောင်လေပညာရှင်တွေကလည်းတိုင်ပြီးတော့တစ်တော်နေရာယူပြီးတော့မြို့ပြရောက်တဲ့ဒေသလုပ်ပြီးတယ်ပြန်လဲကျွန်တော်လုပ်ငန်းလုပ်ပြီးတယ်ခေတ်ကြီးရဲ့ဟွာတော့ဗာလေပညာရေးကတော့ကျွန်တော်တို့အခုချက်ချင်းကျွန်တော်တို့ကဟလာစာလူနဲ့စာအုပ်ကျောင်းဟိုဗာလေဝစ်စုံတော့ကျွန်တော်ဆောင်ရွက်ပေးလို့ရပါတယ်အဲ့ဒါကတော့ပြန်လို့ရှိရင်စင်းအတိအကျတက်လိုက်ဆောင်ရွက်ပေးမယ်နော်ကျေးဇူးတင်ပါတယ်ဒီလိုတင်ပြလိုက်တယ်ဟုတ်သားပဲလာပြီးတော့ဒီလာတော့မင်္ဂလာပါကျွန်တော်မျိုးဘာလဲဆုံးထားနော်ကျွန်တော်ဒုတိယသမရပါကျွန်တော်တို့ဟာလေဒီစကိုင်းနဲ့ဒီဘက်မှာသဘောပြီးကြားရောက်ပြရမယ်ဆိုတော့ကျွန်တော်လာကြည့်တာပါခင်ဗျာအဲ့တော့ဒီလိုဖြစ်တဲ့အခါမှာတော့အရေးကြီးတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီလိုအသက်သုံးဆုံးမှုဓာတ်ထိကြိုက်တရားရမှုမရှိဘဲနဲ့ဒီလိုနေရာတွေကိုပထမဆုံးရောက်လာဖို့အရေးကြီးတာပါခင်ဗျာဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီစာရေးလေးတွေကိုကျွန်တော်တို့ကအစိပ်ပြောင်းကျွန်တော်စီစဉ်ပေးပါမယ်အခုလည်းဒီမှာပြင်ဆင်ထားပြီပစ္စည်းတွေရောငွေကြေးရောကျွန်တော်တို့လက်ခံထားပြီးသားတွေရှိတယ်ဒါပေမဲ့အခုလမ်းမဆက်တွေခဲ့တယ်လို့ကျွန်တော်တို့ကမပို့နိုင်သေးတာအားလုံး ready ဆိုအစင်းသစ်ရှိတယ်နော်ဘာမှစိတ်အားငယ်စားမလို့ဘူးနောက်ဒီအခုပြေပြိုသွားတဲ့နေရာတွေမှာလည်းပဲကျွန်တော်တို့ကဒီမှာပြန်ဆောက်လို့ရရင်ဆောက်မယ်ဆောက်လို့မရဘူးဆိုရင်မြို့သေးရွာသေးအကွက်တိကျွန်တော်လုပ်ဖို့ကျွန်တော်မှာထားပြီးကျွန်တော်တို့ကလိုတဲ့နေပြီးပါပေါ့နော်ပြန်လဲထူတော်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာလည်းပဲအိမ်တွေပဲဆောက်တဲ့အခါမှာလည်းလူတွေကျွန်တော်ဝိုင်းလုပ်ပြီးပဲကျွန်တော်တို့အဓိကတာဝန်ရှိတာပေါ့နော်ဒီဒေသကတော့အားလုံးပူပေါင်းပြီးဆောင်ရွက်ပြီးနော်ဒီဟာလည်းခဏပါပဲမကြခင်လည်းအားလုံးပြီးသွားမယ်မူလဒီကလာတော့မလို့အောက်ကတော့ဟိုဆောက်ရာသီဥတုကဆောက်အောင်နေတယ်နော်အဲကြောင့်ရတဲ့ခိုင်ကလေးကြီးလာတာဒါအားလုံးကျွန်တော်တို့မှာလုံဆောင်ပေးဖို့အားလုံးအစီအမံအစင်းနဲ့ရှိပြီးသားပါလို့နော်ကလုံးဒု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 ကဲလာမယ်လားအားလုံးကျေးဇူးတင်ပါတယ်နော်ဒီလိုဖြစ်လို့မကြုံရတော့အောင်အကောင်းဆုံးနေရာတွေပြန်ပြီးတော့မြို့သစ်တွေပြန်ပြီးဖို့ဒီနိုင်ငံတော်ဆိုရတယ်အဲ့ဒါကိုကြိုးစားနေပါတယ်ကျွန်တော်တို့ရပ်ဘက်အဖွဲ့အစည်းတွေကျွန်တော် foundation ပါဝင်ကျွန်တော်ကမ္ဘောဇ group ပေါ့နော်ကလေးတွေဒီကိုကျွန်တော်တို့ရဟန်းနေနဲ့တည်ပြီးတော့ပူပြီးပါမယ်နော်ကျန်တာတွေအားလုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်နော်ဟုတ်ကဲ့ပါကမလို့အဲ့ဒါဒီကဟာဒီရောင်းနေအခုဖွင့်ထားလို့ပြောတော့ဟုတ်ကဲ့Hả?
นเรียนจวนนักมาก็เดวนักดึงเล นาทีจอมีมันหนักเลยงะ TCP channel ทองปากชิมนักอาหิน ไม่ใช่ปกนี่มันฟอยเตอิน ฟักทันนักตัวโคสิ phone number 0944200124 เลย 092520811497อาหินรักันเปตไลโลอัชชาบิกอินกันนิบอมชันไล